နေပြည်တော်အော်ရာနေပြည်တော်မှာမှာယူတော့အန်တီကိုအထူးပဲကျေးဇူးတင်ပါတယ်10ပေအမြင့်9ပေတကား4ရွက်နဲ့တစ်သားကိုအထူးပဲသုံးပေးထားပါတယ်မှာယူမယ်ဆိုတာကဖုန်းနံပါတ်0839 35580တို့ဆက်သွယ်မှာယူနိုင်ပါတယ်တစ်ကျွန်းသားကိုအထူးပဲသုံးပေးထားပါတယ်စိုက်ကတော့10ပေ9ပေဖြစ်ပါတယ်ကိုအောင်ပရိဘောကညီကိုများမှာယူတော့မိတ်ဆွေအားလုံးတဦးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်